မင်္ဂလာပါဒါကူဖုန်းတို့ရဲ့ဒီတပားဆောင်ရှေ့မှာဒီဒါဘာပင်လဲတော့မသိဘူးပေါ့နော်ဒီမှာခဏတော့ဖုန်းဒီ Facebook ထဲမှာတစ်ချက်ရှာကြည့်လိုက်တာကဒီတကြားသီးပင်လို့ခေါ်တာပေါ့နော်ဒါဒီလိုမျိုးလေးတွေပေါ့အမှဒီအသီးကစားလို့ရှိရင်အဲ့လိုမျိုးဒီဆေးဘက်ဝင်တယ်လဲပြောကြတာပေါ့နော်ခဏတော့ဖုန်းဒီ Facebook ထဲမှာတစ်ချက်ရှာကြည့်လိုက်တော့ဒါဒီဆေးဘက်ဝင်တယ်လို့လည်းပြောတယ်ဒါစားလိုက်လို့ရှိရင်ဟိုချိုစိတ်လေးဖြစ်တယ်လေပြီးလို့ရှိရင်ဒါဖုန်းတို့မှာ3-4ပင်လောက်ရှိတယ်ဖုန်းလေးရဲ့ဒီတပားဆောင်ရှိမှရောဒီတပားဆောင်တစ်ဆောင်ကြားမှာလဲစိုက်ထားရှိတယ်ဒီအပင်ကအဲ့လိုမျိုးအရိပ်လဲရတယ်ဟိုဆေးဘက်လဲဝင်တယ်ဆိုတော့အဲ့လိုမျိုးစိုက်ထားလို့ရှိရင်ပို့ပြီးတော့အဆင်ပြေရလေအမှတီးနေတာလည်းအများကြီးရှိတယ်ကြည့်လိုက်ပါအောင်အမှအများကြီးရှိတယ်အများကြီးတီးရဒါဘယ်လိုခေါ်လဲတော့လဲဒီခဏတော့ရှာကြည့်လိုက်တာကတယောက်တစ်မျိုးချင်းစီပြောနေကြတယ်ဆိုတာလေဒါဘယ်လိုမျိုးခေါ်လဲဆိုတာလေတစ်ချက်ဟိုပြောပေးပါဦးเนาะ